င်္ဂလာပါရှင်မနေ့ကဒူဘိုင်းမှာဒီအာရီဂါမှာနေရတဲ့သူတွေဆိုတော့တော်များများကတီးပြီးသားဖြစ်ပါလိမ့်မယ်ဒီတမီစာဂျုံတွေလူတမှုဖြစ်သွားပါတယ်ဆိုတော့ဒူဘိုင်းမှာကနေရာတိုင်းမှာဆေးဖြစ်တယ်သူတို့ရဲ့ဒီထုတ်ထားတဲ့စီးမြင့်တွေအရာဆေးဖြစ်တယ်လို့အကြမ်းမြင်ပြောလို့ရပါမယ်ဒီရှိရဲ့စီးမြင့်စည်းကမ်းတွေအကုန်လုံးကိုလူတွေကရောက်လာတဲ့သူတွေလက်ရှိနေတဲ့သူတွေကလိုက်နာမှရမှာပေါ့နော်မလိုက်နာပဲနဲ့မလိုက်အဲ့တော့စီးမြင့်စည်းကမ်းဆိုတဲ့ဟာအရာလည်းလိုက်နာတဲ့သူတွေရှိတယ်လို့မလိုက်နာတဲ့သူတွေလည်းရှိရဲ့အဲ့တော့ဒီရောက်နေတဲ့ဒီမှာရောက်နေတဲ့တော်တင်မှာတော့ဒါပထမဆုံးကြားဘူးတဲ့အမှုပေါ့နော်အဲ့တော့ဘာကြီးဆက်ပြမယ်ဆိုတော့မသိဘူးအကြောင်းရင်းကလည်းဒီကြမ်းမြင်လူတွေပြောတာလောက်ကတော့တမီသားစုံတွေ relationship တက်တန်းလည်း10နှစ်လောက်ရှိပြီဖြစ်တာကတော့မနေ့ကဖြစ်သွားတာပေါ့နော်ဒီဒါကြီးတို့အနီးနားမှာပဲဖြစ်သွားတယ်ဒါနဲ့ထိုးပြီးတော့ဖြစ်လိုက်တာပေါ့နော်အဲ့လိုမျိုးကြားတယ်အဲ့တော့ကိုရီးယားရောက်လာတဲ့နိုင်ငံတွေရဲ့ချားမှာရောက်နေရဲ့မိဘနဲ့အဝေးမှာအကုန်လုံးကမိဘနဲ့အဝေးမှာရှိနေတဲ့အချိန်မှာကိုလည်းဂယူးဆိုင်ပြီးတော့နေစီခြင်းနဲ့အခုလိုမျိုးဖြစ်လာတဲ့ခါကျရင်နှစ်ဖက်လုံးအတွက်လည်းမကောင်းဘူးတောက်လျှောက်ဆိုရင်အရင်ကလည်းပြောခဲ့သလိုပဲ relationship တစ်ခုကသူ့ဘက်ကလည်းပဲကိုမလို့ခြင်းတော့ကိုယ့်ဘက်ကလည်းပဲဒီဟာကြီးကိုတည်နေပြီဆိုလို့ရှိရင်တော့အကောင်းဆုံးကတော့လွတ်ချနိုင်အောင်စူးစမ်းလိုက်တာအကောင်းဆုံးပဲဒီမှာသူ့ဖွဲ့စည်းမှာကောင်းတဲ့သူတွေလည်းအများကြီးရှိတယ်လို့ဆိုတဲ့သူတွေလည်းအများကြီးရှိတယ်ဒီလူကကိုနဲ့မှအတူတူမရှိကျင်တော့တဲ့အနေထားမှာကတော့လွတ်ချလိုက်တာတော့အကောင်းဆုံးပဲအရင်ကတ်တွယ်ထားတာမျိုးအရင်တယုံစစ်ဖြစ်နေတာမျိုးတွေဒီခုလိုမျိုးလောက်ရက်တွေဖြစ်သွားတာမျိုးတွေကဘသူအတွက်မှကောင်းတဲ့အရာမဟုတ်ဘူးပေါ့နော်ပြီးတော့ဒါကအရင်တယုံစစ်ဖြစ်လို့ဒီတက်တန်းကလည်း10နှစ်နီးပါး9နှစ်ဆိုတော့တန်ရောစင်ဖြစ်တာကိုတော့နားလဲတယ်ဒါပေမဲ့လည်းပဲချိန်တိုင်းလမ်းခွဲဒီနေ့ကျရင်တော့ခွဲရမှာပဲလေအဲ့တော့ကိုပဲ focus ထားကိုပဲတတ်မိုးထားပြီးတော့တခုဆုံးဖြတ်တော့မယ်ဆိုရင်အဲ့လိုမျိုးလေးတွေးပေါ့နော်ငါအတွက်ရှေ့ဆက်ဘာဖြစ်မှာလဲငါတို့လုပ်လိုက်ရင်ဘယ်ကိုအကျိုးတက်ရောက်မှုရှိမှာလဲဆိုတာလေးကိုလည်းထည့်ပြီးတော့တွေးကြည့်ခြင်းတယ်ဘာလို့လဲဆိုတော့မိဘနဲ့အဝေးမှာကိုယ်ရရောက်နေတာအခုဆိုရင်တရားရင်ဆိုင်ရမှာရှိရဲ့ရင်ဆိုင်ရမယ့်ပြဿနာတွေကအများကြီးပဲဒီထဲမှာတခုထောင်ကြမယ်ဆိုထောင်ထဲမှာရှိနေမယ်ဒီထောင်မှာထားမယ်မြန်မာပြည်ကိုပြန်မလွှဲဘူးဆိုလို့ရှိရင်လည်းဒီမှာလူမျိုးမတူဘာသာမတူတဲ့လူတွေကြားဒီအစားအသောက်စင်ရဲကိုစင်ရဲစိတ်စင်ရဲနဲ့နေရမယ်အရာကြီးကတရင်ကထွက်တဲ့ဒေါသကြောင့်လည်းကိုယ်မှရင်ဆိုင်ရမှာအများကြီးပဲရှိရဲ့ဒီကတော့မတန်ဘူးလို့ပဲပြောချင်တယ်ပေါ့နော်မတန်ဘူးဆိုတာဒီဘာကိုမှမစင်စားဘဲနဲ့လှုပ်လိုက်တဲ့အရာတစ်ခုကကိုယ့်ရဲ့ဘဝတစ်ခုလုံးအတွက်သွားပြီဟောကမိဘရဲ့ပူပင်တော့ကလည်းနှစ်ပတ်မိဘလုံးရဲ့ပူပင်တော့ကလည်းမသေးဘူးအဲ့တော့အကုန်လုံးပဲပြီးဒီနောက်ပိုင်းကကလေးတွေရောက်လာကြတာလည်းများတယ်ဒီမှာကတက်ဆိုင်ကရများတယ်ကလပ်တွေဘာညာတွေကခုံကဒီမှာအလွယ်တကူတွားလို့လာလို့ရနေတာဆိုတော့ဒီတောက်စားရမ်းကားတာတွေခုလိုမျိုးဖောက်ပြန်ဖြစ်တဲ့ကိစ္စတွေပေါ့နော်ဒါအတိအကျတော့မသိဘူးဒီကိစ္စပဲတကယ်ဖြစ်သွားလို့ပဲဖြစ်တာလားသူတို့ဘာတော့သူတို့အကြောင်းရင်းကသူတို့ပဲသိမှာပေါ့နော်အဲ့တော့ဘာပဲဖြစ်တတိထားပြီးနေကြပါလို့